မိတ်ဆွေကတက်တူးနဲ့ပတ်သက်ပြီးတော့ဝါသနာကတော်တော်လေးယူနေပြီနောက်ဆုံးဖို့လည်းအစီအစဉ်မရှိတော့ဘူးရှေ့ဆက်တိုးဖို့စဉ်းစားထားတယ်ဒါပေမဲ့ကို့မှာသူများတွေလိုမျိုးကြောတော့နောက်ကန်မရှိဘူးဆိုရင်ဒီဗီဒီယိုကိုစောင့်အောင်ကြည့်ပါကျွန်တော်နာမည်မှန်ကြီးပါအခြေခံတက်တူးရင်းနှီးစာအုပ်ကိုရေးသားပြုစုနေသူတူးပါဒီတနစ်တာကာလအတွင်းမှာကျွန်တော် online class တွေလုပ်ပေးတယ်သင်တန်းနဲ့ပတ်သက်ပြီးတော့ကန်သားမဲလေးတွေလုပ်ပြီးတော့အခမဲ့လေ့လာခွင့်ရအောင်လုပ်ပေးတယ်စာအုပ်တွေထုတ်ပေးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီမပြောပါတော့တဲ့ငွေကြေးပမာဏလောက်လေးနဲ့တောင်မှတက်တူးပညာရဲ့ကိုမလေ့လာနိုင်လို့စိတ်သက်ကြနေတဲ့ကျွန်တော်ညီကိုတွေအများစုလာပြောကြတာကတော့သင်တန်းတက်ချင်လို့ကျွန်တော်တို့ပတ်စံစုတယ်ဒါပေမဲ့ပတ်စံကမပြည့်ဘူးသင်တန်းကြီးတွေကတိုးသွားတယ်ကျွန်တော်တို့စုတာကမပြည့်ဘူးဖြစ်နေတဲ့ဆရာဆိုလို့ရှိရင်ကျွန်တော်ပြောပြပါမယ်ဆရာဖေမြင့်ဘာသာပြန်ထားတဲ့ဘေဘီလုံးမျိုးကအချမ်းသာဆုံးပုံကိုယ်တွေကဥစ္စာဒနာနဲ့ပတ်သက်ပြီးတော့ဒနာဥဒေတာ9ရဲ့အကြောင်းကျွန်တော်ရှင်းပြပေးပါမယ်အဲ့တော့မိတ်ဆွေတို့ဘဝအတွက်အကျိုးမြတ်သုံးတရားလိုချင်နေဆိုရင်တော့ဒီဗီဒီယိုကိုစောင့်အောင်ကြည့်ပါကျွန်တော်နာမည်မှန်ကြီးပါအခြေခံတက်တူးရင်းနှီးစာအုပ်ကိုရေးသားပြုစုနေသူတူပါဒီဗီဒီယိုကိုကြည့်လိုက်လို့မိတ်ဆွေတို့အတွက်အကျိုးမြတ်သုံးတရားများရရှိခဲ့မယ်ဒီစာအုပ်ထဲကအကြောင်းအရာလေးတွေကိုအနည်းငယ်လေ့လာခွင့်ရလို့မိမိရဲ့ဘဝတိုးတက်ဖို့အတွက်လမ်းစာစတွေ့ခဲ့တယ်ဆိုရင်ကျွန်တော်ကျေးဇူးမတင်ပါနဲ့ဒီစာအုပ်ကိုကျွန်တော်ဒီကင်မရာနဲ့ဖတ်ပြမှာဖြစ်တဲ့အတွက်ကိုဒီကင်မရာကိုဝိုင်းဝန်းကူညီပြီးတော့ဝယ်ယူပြီးလက်ဆောင်ပေးထားတဲ့ကျွန်တော်ရဲ့ online class သင်တန်းသား900ကျော်ကိုမိတ်ဆွေကြီးကျေးဇူးတင်လိုက်ပါအဲ့တော့ကျွန်တော်စလိုက်အောင်အများစုကကျွန်တော်ညီကိုတွေအများစုကကျွန်တော်လာပြောကြတယ်ဆရာကျွန်တော်သင်တန်းတက်ချင်တယ်ဆရာဖွင့်ပေးတဲ့ online class ကိုဆရာကြီးမှတက်ချင်တယ်ရအောင်လဲကျွန်တော်တက်ဖို့စိတ်ကူးရှိတယ်ဒါပေမဲ့ကိုရတဲ့ဝင်နဲ့ဆရာရဲ့ပတ်စံလေးကိုစုတယ်စုပြီးတော့တက်ဖို့ကြိုးစားလိုက်တယ်ဒီပတ်စံကသုံးနေတယ်ပါသွားတယ်ဆိုရင်ဒါဆိုရင်မိတ်ဆွေမှာစုကျင်တဲ့စိတ်ရှိပြီးတော့စုနီးမှန်တာကြောင့်ဖြစ်လိမ့်မယ်အဲ့တော့တစ်ခါကျရင်ကျွန်တော်တို့ကတချို့ကလာပြီးတော့ဆရာရဲ့ကျွန်တော်ပတ်စံမတက်နိုင်လို့အခမဲ့အလကားတင်ပေးပါလားတချို့ကြောက်လဲတင်တန်းကြီးလေးရှော့ပေးပါလားဗောနော်အဲ့တော့ကျွန်တော်အလကားလည်းမတင်ပေးပါဘူးတဦးတယောက်တည်းကျွန်တော်မလုပ်ပါဘူးအလကားတင်ပေးတဲ့အချိန်ကြီးရှိပါတယ်အဲ့ဒီအချိန်တွေကမနေ့ကလိုမျိုးပေါ့ဗျာကျွန်တော်မနေ့က post တင်နေကျွန်တော်အယုတ်ရေးနေတယ်အယုတ်ရင်းနေတဲ့အနောက်မှာဒီဘေဘီလိုမျိုးကချမ်းသာသောပုဂ္ဂိုလ်ဆိုတဲ့ audio book ကိုကျွန်တော်ဖွင့်ထားတယ်အနောက်ကဖွင့်ထားတဲ့ဇလန်းကနာမည်ကိုပြောပြနိုင်တဲ့လူတွေ3ယောက်ကိုကျွန်တော်အခမဲ့လေးလာခွင့်ပေးမယ်လို့ပြောတော့ဝိုင်းမှန်းရတယ်ဗျနော်မန်းနဲ့3ယောက်ကိုလည်းကျွန်တော်တကယ်အခမဲ့လေးလာခွင့်ပေးထားပါတယ်အဲ့တော့ကျွန်တော်တို့ကစုတယ်မပြည့်ဘူးတချို့ကြတော့လေစုလို့ပြည့်တဲ့အခါမှာတင်တန်းကတင်တန်းကြီးတိုးသွားတယ်ဗောနော်အဲ့တော့စုလို့ပြည့်တဲ့အခါမှာတင်တန်းကြီးတိုးသွားတဲ့ညီကိုတွေကဘာလုပ်လို့ရလဲဆိုတော့ကိုတက်မဲ့တင်တန်းဆရာဟုတ်မလို့တာမြင်ပါဆရာကျွန်တော်တော့အခက်အခဲဒီလိုရှိလို့အဲ့တော့တင်တန်းကြီးလေးကိုသုံးမိမှလဲဆိုလို့ဆရာခုဆိုတော့တင်တန်းကြီးကတသိန်းဆိုရင်ဆရာကျွန်တော်9000တော့စုမိထားတယ်ဆရာအဲ့9000လေးတော့အရင်ယူထားပေးပါဦးကျွန်တော်နောက်ထပ်9000တွင်းနေတဲ့ခါကျမှတင်တန်းတက်ပါမယ်ဒါမျိုးလေးတွေပြောလို့ရပါတယ်ကျွန်တော် online class မှာဆိုလဲတချို့ထိုင်းကညီကိုတွေမလေးကညီကိုတွေလွန်ခဲ့တဲ့2လလောက်ထဲကတင်တန်းကြီးဆိုပြီးတော့တသိန်းခွဲလောက်ကြမဲ့ဟာကို9000ပဲရင်သွင်းထားတယ်ပြီးတော့မှတသိန်းသွင်းနိုင်တော့မှလာတက်ကြတယ်ဒီလိုမျိုးလေးတွေကျွန်တော်တို့လက်ခံပါတယ်တခြားဆရာတွေလည်းလက်ခံမယ်လို့ထင်ပါတယ်ပုံဝင်လင်းလင်းပြောရင်ပေါ့လေရှိသမျှတင်တန်းသားတွေအားလုံးကိုတော့မလုပ်ပေးနိုင်ဘူးဆိုပေမဲ့တကယ်အဆင်မပြေတဲ့တဦးတယောက်ချင်းတွေကိုတော့လုပ်ပေးနိုင်မယ်လို့ထင်ပါတယ်ပြီးတော့ကျွန်တော်ကတဦးတယောက်ထဲအတွက်ကောင်းဖို့အတွက်ကျွန်တော်ဘာတော့မှမလုပ်ပါဘူးအများကောင်းဖို့အတွက်ပဲကျွန်တော်လုပ်တာဖြစ်တဲ့အတွက်ကိုတဦးတယောက်ကမတက်နိုင်လို့အခမဲ့တင်ခိုင်းတဲ့ခါမှာကျွန်တော်ဘာတော့မှမတင်ပေးပါဘူးအများနဲ့ညှင်းပါတယ်အဲ့တော့ကျွန်တော်တို့ကပတ်စံတွေကိုဝင်ငွေရှာတယ်တက်ချင်လွန်းလို့ဒီပညာရေးနဲ့ပတ်သက်ပြီးလေ့လာခြင်းလို့စုတယ်မပြည့်ဘူးအဲ့တော့ကျွန်တော်တို့စုနီးလေးလွဲနေတာဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ဒီထဲမှာပါတဲ့ဥပဒေသား9ရက်ကိုကျွန်တော်ရှင်းပြပေးပါမယ်အဲ့တော့နံပါတ်1ဒနာဥစ္စာဟူသည်မိမိရရှိသောဝင်ငွေ၏10ပုံတပုံထက်မနည်းသောငွေကိုတဲ့မိမိနှင့်မိသားစု၏အနာဂတ်အတွက်ခြံလက်သိမ်းဆည်းတတ်သူထံသို့ဝမ်းမြောက်ပြုငါသွားရောက်ရှိလာတတ်မြဲဖြစ်သည်ပြောချင်တာကတော့ဗျာကိုရှာနေတဲ့ဝင်ငွေရဲ့10ပုံတပုံအဲ့တော့ကျွန်တော်တို့အများကြီးစုကြမလိုပါဘူးတစ်ခါကျတချို့ရှိတယ်ဗျာဒီနေ့9000ရတယ်9000ရတော့ဟုတ်ပြီငါလိုချင်တာတွေငါတက်ချင်တဲ့တင်တန်းတက်မယ်အဲ့တော့တင်တန်းကြီးမြင်မြင်ပြအောင်ရော4000စုတယ်ကွာ1000ပဲသုံးမယ်ဟုတ်တယ်ပထမတစ်ရက်ကတော့အဆင်ပြေတယ်နောက်တစ်ရက်ကျတော့ဘာဖြစ်လဲဆိုတော့နောက်တစ်ရက်ကျတော့အလုပ်ကမရှိဘူး300မရှိတဲ့အခါမှာမနေ့ကစုထားတဲ့4000နဲ့ကနေ1000ဝက်လောက်ကတော့သုံးလိုက်ပါဦးမယ်ကွာနောက်နေ့ပြန်ထည့်ရတာပဲဆိုပြီး1000ပဲယူသုံးလိုက်တယ်ဟောဘယ်လောက်ကျန်လဲ2500မှကျွန်တော်တို့မှကျန်တော့တယ်အဲ့လိုနဲ့နောက်ရက်ကျတော့အလုပ်ကမရပြန်ဘူးအလုံးမရလိုက်9000ယူသုံးလိုက်1000ယူသုံးလိုက်နောက်ဆုံးလိုက်ကြောက်တပြားမှမကျန်တော့အဲ့လိုမျိုးစုနေမယ်ဆိုရင်တော့မိတ်ဆွေကြီးစုတာမပြည့်ပါဘူးအဲ့တော့ဒီထဲမှာကျွန်တော်တို့ဘယ်လိုစုခိုင်းလဲဆိုတော့ကိုဝင်ငွေရဲ့10ပုံတပုံပေါ့ဗျာအဲ့တော့မိတ်ဆွေကတနေ့ကို1000ရတယ်ဆိုရင်1000ပဲစုပါကျန်တဲ့9000ကစောင်းနေရတဲ့3ပါကျွန်တော်ဆိုဘယ်လိုစုလဲဆိုတော့တနေ့တာဝင်ငွေရဲ့30%ကိုကျွန်တော်
စုပါတယ်ကျန်တဲ့80ရာခိုင်နှုန်းသုံးပါတယ်90ရာခိုင်နှုန်းကိုသုံးတယ်30ရာခိုင်နှုန်းစုတယ်30ရာခိုင်နှုန်းဘာလို့စုလဲဆိုတော့ကျွန်တော်မှအကျွေးတွေရှိလို့ပါကျွန်တော်ဟိုလုပ်ငန်းတွေချဲ့ဖို့အတွက်တစ်ခါကျရင်ငွေကြေးလိုအပ်တဲ့အခါမှာကျွန်တော်ငွေကြေးကိုသိန်းရာနဲ့ချီပြီးချေရတဲ့မျိုးတွေရှိပါတယ်အဲ့ဒါတွေကိုတစ်လုံးတစ်ခဲတည်းဆက်နိုင်ခြင်းမှဆက်နိုင်ပါလိမ့်မယ်မဆက်နိုင်ရင်နာမည်ပြတ်မှဆိုတာဖြစ်တဲ့အတွက်ကိုကျွန်တော်ရဲ့ဝင်ငွေတဲကနေပြီးတော့ကျွန်တော်30ရာခိုင်နှုန်းကိုဖယ်ထားပါတယ်အဲ့ဖယ်ထားတဲ့30ရာခိုင်နှုန်းကအကျွေးဆက်ဖို့မဟုတ်ပါဘူး20ရာခိုင်နှုန်းပဲကျွန်တော်အကျွေးဆက်တာပါ10ရာခိုင်နှုန်းကတော့ကျွန်တော်ထပ်ပြီးတော့ကျွန်တော်အနာဂတ် plan တွေအတွက်ပေါ့နော်နောက်ထပ်လုပ်ငန်းတွေဘာတွေတိုးချဲ့မလဲဘာတွေရင်းနှီးမြှုပ်နှံမလဲအတွက်ကိုကျွန်တော်10ရာခိုင်နှုန်းဖယ်ထားပါတယ်20ရာခိုင်နှုန်းကတော့အကျွေးဆက်ဖို့တက်တက်ဖယ်ပါတယ်90ရာခိုင်နှုန်းကတော့ကျွန်တော်သုံးပါတယ်လိုအပ်တဲ့ဟာပေါ့ရစာဝတ်နေကျန်းမာရေးတခြားအသုံးဆောင်ပစ္စည်းတွေပြီးလို့ရှိရင်ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေနီးစပ်ရမိတ်ဆွေတွေအကူအညီလိုတာမျိုးတွေပေါ့ကိုတက်တိုင်သလောက်ပေါ့ဗျာနော်အကူအညီဖေးမတာမျိုးတွေလုပ်ဖို့အတွက်ကိုကျွန်တော်သုံးပါတယ်30ရာခိုင်နှုန်းကတော့ကျွန်တော်တီးတန်လေးဖယ်ထားပါတယ်ဒီနေ့ဆိုရင်3သိန်းရတယ်ဆိုပါတော့3သိန်းရဲ့30ရာခိုင်နှုန်း9000ကိုကျွန်တော်ဖယ်ထားပါတယ်ကျန်တာတော့ကျွန်တော်သုံးပါတယ်နောက်ရက်အလုံးမရှိရင်လည်းအဲ့ကျန်တဲ့တဲရနေပဲသုံးပါတယ်ဟိုဘက်ကဖယ်ထားတဲ့ဟာကိုလုံးဝမထိပါဘူးအဲ့တော့မိတ်ဆွေတို့ကအဲ့လောက်ကြီးမစုနိုင်သေးဘူးဆိုရင်တော့10ရာခိုင်နှုန်းစုကြည့်ပါအဲ့10ရာခိုင်နှုန်းလုံးဝမထိပါနဲ့တနေ့တည်းချထားပါငါဒီနေ့ဝင်ငွေရဲ့100ရာခိုင်နှုန်းကိုငါစုမယ်လို့တနေ့တည်းချထားပါ10ရာခိုင်နှုန်းစုမစောတော့10ရာခိုင်နှုန်းစုမယ်လို့တနေ့တည်းချထားပြီးတော့7ပုံတပုံပေါ့ဗျာ7ပုံတပုံစုမယ်လို့တနေ့တည်းချထားပြီးကျန်တဲ့9ပုံသုံးပါဒီတပုံလေးကိုတော့မဖြစ်မနေစုပါနောက်တစ်ချက်ကကြတော့ဒနာဥစ္စာဟူသည်တဲ့ရင်အားအကျိုးဖြစ်အောင်ခိုင်းစေတတ်သူအတွက်ကျိုးနွန်ခြင်းနဲ့ဆိုတာအားထုတ်လောက်ကင်ပေးစမြဖြစ်၍ထိုလူ၏လက်၌တိုးအုပ်နွားအုပ်တစ်ဖွဲအစတိုးပွားများပြားလာတဲ့သဘောရှိသည်တဲ့ပြောချင်တာတော့ဗျာခုနကတော့စုခဲ့တဲ့တပုံအဲ့ဒီတပုံကိုစုပြီးကျွန်တော်ဒီတိုင်းထားလို့မရပါဘူးအဲ့စုပြီးတဲ့တပုံကိုကျွန်တော်တို့ကတိုးပွားအောင်ပြန်လုပ်ကြတာပါအဲ့လိုတိုးပွားအောင်ပြန်လုပ်မှကျွန်တော်တို့စိတ်အုပ်နားအုပ်တိုးအုပ်တွေလိုမျိုးအစနှစ်ကောင်ကနေသူကနေသားတွေကြ9ကောင်ကနေသားတွေကြ10ကောင်ဒီလိုမျိုးတိုးလာတာပါပတ်စံဆိုတာမျိုးကစုပြီးမသွင်းရင်ဘာတန်မှုမှမရှိပါဘူးဗျာမင်းတို့ပတ်စံတချို့ရှိတယ်ပတ်စံတွေစုထားတယ်စုပြီးတော့ဟောကိုကဟိုဒီပစ္စည်းတစ်ခု100တန်းအချိန်မှာကိုကစုတယ်ကိုစုလို့100ပြည့်လိုက်ပြီရောဒီပစ္စည်းက1000ဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ကဒီပစ္စည်းကိုစုတဲ့ငွေကိုတိုးပွားနေအောင်ပြန်လုပ်ကြတယ်ဗျဟိုအလွဲသုံးစားတော့မလုပ်ကြဘူးပေါ့နော်ဘယ်လိုဆိုတော့ကိုကအခုတင်တန်းကြီးလေးပြည့်တယ်ဆိုရင်တင်တန်းကြီးလေးတင်တန်းတက်မယ်ရတဲ့အတက်ပညာနဲ့ကိုကငွေတိုးအောင်ထပ်ရှာမယ်ရှာလို့ရတဲ့ဟာနဲ့ဒီတင်တန်းတဲ့ပိုကောင်းတဲ့ဟာထပ်တက်မယ်ပေါ့နော်ဒီလိုမျိုးတိုးပွားအောင်လုပ်ကြတာပါဟိုလက်ထက်မှာကြစ်ပါအောင်စုပြီးတော့တင်ထားဖို့မဟုတ်ပါဘူးပြောချင်တာတော့ဒါပါနောက်တစ်ချက်ကကြတော့ဒနာဥစ္စာဟူသည်ရင်အားဂီယုတဆိုင်ယင်းဒီမြုံနှံမှုပြုသူဂယုတဆိုင်တော့ယင်းနှမြုံနှံမှုပြုသူခုနကကျွန်တော်ပြောလိုမျိုးအကျိုးရှိတဲ့နေရာမှာအသုံးချတဲ့သူပေါ့ဗျာတေးသေးချာဒီပတ်စံကိုတေချာခွဲချမ်းသေးတယ်ပြီးတော့ဒါလေးကတော့ဒီနေရာမှာရင်းမယ်ဒါလေးကတော့ဒီနေရာလေးမှာကွာတန်လေးတဲမယ်ပေါ့နော်ဒီလိုမျိုးတေချာယင်းနှမြုံနှံမှုပြုသူကျွမ်းကျင်လိမ္မာသောသူ၏အကြံဉာဏ်ကိုရယူလောက်ကင်လိုသူများထံမှတွေ့ကက်ခိုလုံနေတတ်ကြသည်တဲ့အဲ့တော့ကျွန်တော်တို့တတူးလောကအနေနဲ့ဥမာပြောရမယ်ဗျာကို့မှာတတူးဆိုင်ဖွင့်ဖို့အရင်ကြီးလေးကလည်းရပြီတတူးဆိုင်လည်းဖွင့်နေတယ်ဒါပေမဲ့ကိုဖွင့်မဲ့နေရာကရိတ်တန်နာမှာဖြစ်နေတယ်အတွေ့အကြုံရှိတဲ့တတူးဆရာကညီလေးအဲ့နေရာမှာမလုံးနဲ့အဆင်မပြေဘူးတခြားနေရာလေးပြောင်းလို့ပါကွာပြောတယ်လက်မခံဘူးရတယ်ဇွတ်လုပ်တယ်ရှုံးတယ်ရှိတဲ့ယင်းကြီးလေးကုံသွားတယ်အဲ့လိုမျိုးလူထံမှာတော့ကျင်းသေးတယ်ဒနာဥစ္စာကခိုးလုံးနေမှာမဟုတ်ဘူးခိုးကက်နေမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကလုံငန်းတစ်ခုလုံးမယ်ဆိုရင်ကျွမ်းကျင်တဲ့အတွေ့အကြုံရှိတဲ့လူတွေရှက်လက်အကြံဉာဏ်တောင်းရပါတယ်ကျွန်တော်ရှိအကြံဉာဏ်လာတောင်းတဲ့ညီကိုတွေလည်းရှိပါတယ်ကျွန်တော်တက်နိုင်တဲ့လောက်အကြံဉာဏ်တွေပေးပါတယ်ကိုလည်းဆရာကြီးမဟုတ်လေနော်ကိုတက်နိုင်တဲ့လောက်ဒီပေါ့အခုလည်းပြောနေတာကျွန်တော်စာအုပ်ဖတ်ပြီးပြောနေတာပေါ့နော်ကျွန်တော်ကြုံတွေ့ခဲ့တဲ့အတွေ့အကြုံတွေနဲ့ကျွန်တော်စာအုပ်ဖတ်ပြီးပြောနေတာပါနောက်တစ်ခါကျတော့ဒနာဥစ္စာဟူသည်တဲ့ရင်းမှလွန်ကဲသောအမျက်အစွန်းကိုမျှော်မှန်းသူများတဲ့ပြောမဆိုရင်တော့ဗျအကျိုးအမြတ်အရန်မျှော်မှန်းတဲ့လူပေါ့ညီလေးလားမင်းလားဒီနေရာမှာဆိုင်လာဖွင့်ဒီနေရာမှာအယုတ်လာရေးမင်းဖန်စီပုံလေးတစ်ပုံရေးအောင်မင်းဘယ်နှသိန်းရမှာဒီလိုမျိုးမြူဆွဲတဲ့လူတွေရှိပါတယ်အဲ့တော့ဟိုလောကကြီးမှာကလေကိုယ်ရှိမှာအရင်ကြီးလေးနည်းနည်းလေးရှိပြီဆိုရင်လေဟိုလှုပ်ကြည့်ပါလားဘလောက်မြတ်တာဒီလိုလှုပ်ကြည့်ပါဘလောက်မြတ်တာဆိုပြီးတော့အကြံဝိုင်းပေးမဲ့လူတွေအများကြီးပဲဗျာနားမအောင်ပါနဲ့အဲ့ဒီကိုယ်အကြံပေးတဲ့ပုံကိုကသူကိုယ်တိုင်လည်းတကယ်အောင်မြင်နေပြီသူကိုယ်တိုင်လည်းဒီဟာကိုတကယ်လုပ်နေတယ်ဆိုရင်တော့တမျိုးပေါ့ဗျာသူကိုယ်တိုင်တော့စားစရာမရှိဘူးခွက်ဆွဲနေရတာဒါအောင်သူကကိုယ်အကြံလာပေးပြီးတော့ဟိုအစင်ပြေတယ်စွတ်ပြောနေမယ်ဆိုရင်အစင်မပြေဘူးလေနော်သူပြောတဲ့စကားကိုမိတ်ဆွေကယုံလိုက်မယ်ဆိုရင်တော့သူ့ပြစ်မဟုတ်မိတ်ဆွေပြစ်ဖြစ်သွားလိမ့်မယ်မိတ်ဆွေညံ့ရကြသွားပါလိမ့်မယ်အဲ့တော့ကိုယ်တော့နဲ့ကိုယ်စဉ်းစားပါနော်ကိုယ်တော့နဲ့ကိုယ်စဉ်းစားပြီးတော့ဆုံးဖြတ်ပါအဲ့တော့အကျိုးမဲ့တွေအရင်မမျှော်လင့်ပါနဲ့ကျွန်တော်တို့ကလုပ်ငန်းလုပ်တဲ့အခါမှာပထမ6လမှာ
ညက်ဖို့ထက်မရှုံးဖို့အရင်စူးစမ်းပါ